Okay, let's go. ကျွန်တော်နာမည်ကတော့ designer အဟုတ်ဖြစ်ပါတယ်ကျွန်တော်ကိုကျတော့ကျွန်တော်ဒီ page ပိုင်းကနေပြီးတော့မေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော် personal TikTok account ကနေပဲဖြစ်ဖြစ် Facebook account ကနေဖြစ်ဖြစ်ကျွန်တော်မေးလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ဗျအဟုတ်ပါပဲခက်ခဲပိုင်းကတော့ပြောရမယ်ဆိုလို့ရှိရင်တော့များတာပေါ့အဓိကကျွန်တော်ကအသက်ငယ်ငယ်နဲ့အလုပ်ကိုစပြီးတော့လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် communication ပိုင်းမှာကျွန်တော်အရင်အားမကောင်းခဲ့ဘူးဘာလို့လဲဆိုတော့စေကျော်တက်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမန်နဲ့ထင်လို့ရှိရင်လုပ်ခဲ့မိရပေါ့နော်ကျွန်တော်ရဲ့အထက်ပိုင်းဒီယာရုကြီးပိုင်းကိုလည်းကျွန်တော်မန်လို့ရှိရင်အရင်ကြီးကိုမန်နဲ့ဆိုတဲ့အကြောင်းပဲပြောခဲ့ရမျိုးရှိရဲ့အခက်အခဲတွေပေါ့နော်ပြီးတော့အချင်းချင်းပြောရမယ်ဆိုရင်တော့ခက်ခဲတွေကတော့နည်းနည်းများပါတယ်အဓိကတော့ခက်ခဲကကျွန်တော်ဒီဆိုင်ပြောင်းတဲ့အချိန်တော်တော်လေးတော့ခက်တွေ့ခဲ့တယ်။ဘာလို့ကျွန်တော်ပြုံးဆိုင်ပြောင်းရတာဖြစ်တဲ့ချက်ကြောင့်ကျွန်တော်ခက်ခဲဖြစ်တဲ့အချိန်မှာအပေးကူညီတဲ့သူတွေကတော့အရန်ကြီးတော့မရှိဘူးပေါ့လက်ချိုးကြီးလို့တော့ရတယ်ကျွန်တော်ခက်ခဲရှိတဲ့အချိန်မှာကူညီပေးခဲ့တာတွေစိတ်အဆင်မပြေတဲ့အချိန်မှာစိတ်အဆင်ပြေအောင်ဘေးမှာနေပြီးတော့အားပေးခဲ့တဲ့သူတွေတယောက်ချင်းစီတိုင်းကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်အပိုင်နိုင်ဆုံး hair design ဆိုလို့ရှိရင်တော့မရှိဘူးဒါပေမဲ့ကျွန်တော်အကုန်လုံးဒီဘက်ဟောပိုင်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ပိုင်နေဆိုတော့မရှိပါဘူးခင်ဗျကျွန်တော်လုပ်ပေးလိုက်တဲ့ design တစ်ခုက customer အဆင်မပြေဘူးလို့တင်တော့ကျွန်တော်အဆင်ပြေတဲ့ทีတော့ကျွန်တော်ရအောင်လုပ်ပေးမယ် customer စိတ်တိုင်းကြားတဲ့အထိသူလိုချင်တဲ့ပုံစံမျိုးလေးလုံးဝချွတ်ဆွတ်မတူနိုင်ရင်တော့ကျွန်တော်အနီးဆက်ဆုံးပုံစံကြီးကျွန်တော်ပြန်ပြီးတော့လုပ်ပေးမှာပါဟုတ်တယ်ကျွန်တော်စိတ်နည်းနည်းရှိရဲတယ်မှာပါတယ်